ကျွန်တော်နာမည်ကတော့ကန်ကိုဖြစ်ပါတယ်ပတ်မြန်မာကနေစီစဉ်တဲ့ကိုရွှေတူး live လွှင့်တဲ့စီစဉ်မှာကိုရွှေတူးနဲ့အတူတူတချင်းဆိုကိုကျွန်တော်ကရွေးချယ်ခံထားရပြီဖြစ်ပါတယ်ကျွန်တော်ငကိုကလေးကတချင်းကြိုက်တဲ့လူပဲလေသူတချင်းဖန်တီးရဲ့ပုံစံလေးကြိုက်တယ်အဲ့တော့တချင်းနဲ့ပတ်သက်တဲ့အကြောင်းတွေအများကြီးပြောမယ်လို့စီစဉ်ထားတယ်ဒီလိုရွေးခံရလိမ့်မယ်လို့ထင်မထားဘူးတော်တော်ကိုပြောတယ်အရန်ပြောတယ်ကျွန်တော်ကြိုက်တာကတော့ Infinity ပဲကြိုက်တယ် Infinity ပဲတူတူတွဲဆိုချင်တယ်မဆူရပေါင်းမဝင်မှုနေလို့ချင်တာငါမဟုတ်ဘူးအစီးများသောချလာတာငါတီးနေပြီးသားပါဒီပုံမျိုးငါမပါခဲ့ငါဆူရရန်လို့ကောင်းမှာပဲစိတ်ကူးနေယူတာတွေတော်တော်ပိုကောင်းပြီလေကိုကြိုက်တဲ့ idol တယောက်နဲ့အခုမျိုးပထမဦးဆုံးအတူတူလေးတချင်းဆိုရတယ်သူနေတဲ့စကားတွေအများကြီးပြောပြရတယ်ကိုသိချင်တဲ့မျိုးပုံတွေလည်းမေးရတော့အမတ်တရအများကြီးရတယ်ပေါ့နော်တချင်းဆိုတဲ့လူတွေအများကြီးကြားရမှာကျွန်တော်ရွေးချယ်ခဲ့တဲ့ကိုရွှေထူးကိုလည်းကျွန်တော်ရမ်းကျေးဇူးတင်တယ်ပြီးတော့ဒီ season ကိုပြည့်မြောက်အောင်လုပ်ပေးတဲ့ပတ်မြန်မာကိုလည်းကျွန်တော်ကျေးဇူးတင်လို့ပြောချင်ပါတယ်